ကိုပိုင်ကျဲလေရင်တွေဟာဈေးနှုန်းကအဆမတန်ကြီးမားလုံးနေပြီးလေစိတ်တွေမှာပဲအများတန်းပိတ်မိနေရလို့စိတ်ပြက်နေပြီလားတာမန်လူသားတွေအတွက်အသီးသန့်ယူရပြီးထုတ်လုပ်ထားတဲ့လေရင်ငယ်လေးဖြစ်တဲ့ Icon A5 နဲ့မိတ်ဆက်ပေးပြစီ၎င်းရဲ့တန်ဖိုးဟာဒေါ်လာ3သိန်းခန့်သာရှိတာကြောင့်ဇင်ခံကားတစ်စီးရဲ့တန်ဖိုးနဲ့မရှင်းမနှောင်းဖြစ်ပြီးတဲ့ရင်ကတာမန်ကားကိုယ်တော်ထဲမှာတင်အလွယ်တကူထည့်သွင်းသိမ်းဆည်းထားနိုင်တာမျိုးပါ၎င်းဟာကုန်းအောင်ရီပါအချိန်မရွေးပြန်သက်ဆင်းသက်နိုင်တဲ့လေရင်ငယ်အစ်စ်မှန်မျိုးစားတစ်ခုဖြစ်ပါတယ်၎င်းဟာမြက်ခင်းပြင်ကတ္တရာလန်းနဲ့လှပတဲ့ရေကန်ကြီးကြီးဒါမှမဟုတ်သမုဒ္ဒရာပြင်တွေပေါ်ကနေအလွယ်တကူပြန်တဲ့နိုင်စွမ်းရှိပါတယ်ဝဟင်တဲကိုပြန်သက်တက်လှမ်းနိုင်ဖို့အတွက်အကွာအေးကတော့250မီတာခန့်သာလိုအပ်တာမျိုးပါအကောင်းဆုံးစိတ်ပိုင်းကတော့ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့တင်စက္ကန့်90အတွင်းမှာတင်လေရင်တောင်မှန်တွေကိုအလိုလျောက်ခေါက်သိမ်းပေးနိုင်တာကြောင့်၎င်းဟာကားတစ်စီးအရွယ်စအထိကျုပ်ဝင်သွားမှာဖြစ်ပါတယ်တင်ကားဖြင့်အလွယ်တကူချိတ်ဆွဲမောင်းနှင်သွားနိုင်ပြီးတဲ့အိမ်ကိုတောင်ထဲမှာတင်အပန်းဖြင့်ရန်နာနိုင်တာကြောင့်တီးခြားလေစိတ်တစ်ခုရှိနေဖို့တောင်မလိုအပ်တော့ပါဘူး၎င်းကိုပြန်သက်မောင်းနှင်ရတာလဲအံ့ဩစရာကောင်းလောက်အောင်ကိုလွယ်ကူလာပါတယ်ချုပ်ထွေးပွေလီတဲ့ဂီယာတိုင်ခွက်တီလုံးဝမပါရှိပဲရိုးရှင်းလာတဲ့မောင်းနှင်တန်တစ်ချောင်းနဲ့ထိတွေ့မျက်နှာပြင်စနစ်တွေတာပါဝင်တာမျိုးပါလေရင်မှုကန်းရဲ့အပေါ်ဘက်ကအမိုးတစ်ခုလုံးကိုလည်းအပြည့်အဝဖွင့်လှစ်ထားနိုင်စွမ်းရှိပါတယ်ဒါကြောင့်မလို့ဒါဟာဝေဟင်ထဲမှာမောင်းနှင်နေရတဲ့ရေပေါ်ဆိုင်ကယ်တစ်စီးလိုမျိုးခန်းစားချက်ကိုပေးစွမ်းနိုင်မှာပါငြိမ်ချောင်းပြီးဖြက်လက်မှုရှိကဟယ်လီကော်ပတာတစ်စင်းထက်စာရင်ပုံမပျော်ရွှင်စရာကောင်းလာပါလေ၎င်းမှာလေရင်တစ်စီးလုံးကိုထိန်းချုပ်ပေးနိုင်တဲ့လေဒီစနစ်ကိုစံနှုန်းတစ်ခုအနေနဲ့ထည့်သွင်းတိစောက်ပေးထားပါတယ်အကယ်၍အင်ဂျင်ချိုးရက်တန့်သွားခဲ့မယ်ဆိုရင်တောင်အဆိုပါလေဒီစနစ်ကသင်ကိုမြေပြင်ပေါ်သို့ညှင်သာစွာနဲ့ပြန်လည်တွဲခေါ်ဆင်းသက်ပေးမှာဖြစ်ပါတယ်ဒါဟာတကယ့်ကိုအပန်းဖြေပိတ်ရက်တွေအတွက်အကောင်းဆုံးသောကစားစရာတစ်ခုပဲဖြစ်ပါတယ်